Ya ko ba le. Ya sa radu. Ya bai koပြောတာတရားလို့ပြောတာမဟုတ်yaကိုratus ratus အဲ့တန်ကိုထည့်ပလိုက်သမှာဆိုတော့စင်စင်မစင်စင်ရှိရလို့ဟုတ်လား ratus နော်တရား200 300 Seratus dua ratus dua ratus tiga ratus okay satu ratus နှစ်မျိုးခေါ်လို့ရတယ်နော် satu ratus နော် seratus အဲ့ကြောင့်တရားနှစ်ဆိုရင် seratus 1 seratus 2 seratus 3နော်အဲ့ဒါလေးတွေဆက်ဆိုပါထောင်ကြတော့ထောင်ကြ ribu ထောင်ကြတော့ ribu အဲ့ကြောင့်သူတို့ကဘာလဲဆိုတော့10တို့ထောင်တို့တန်းတို့ပဲရှိတယ်တောင်းတဲ့သိန်းတွေကထောင်ပိုင်းနဲ့ခေါ်သွားတာတောင်းတဲ့သိန်းတွေကဘာနဲ့ခေါ်သွားတာထောင်ပိုင်းနဲ့ခေါ်သွားတာထောင်ပိုင်းနဲ့ခေါ်သွားတာဟုတ်လား10ထောင်ဆိုရင်10ထောင်ဆို10ထောင်ထောင်နဲ့10ရွက်အေးမြန်မာပတ်စံနေမိလေ10ထောင်လေထောင်နဲ့10ရွက်လေမြန်မာလိုပဲဖြစ်ပဲမြန်မာလိုပဲဖြစ်ပါ10ထောင်ဘယ်လောက်လဲ1000ဆရာ1000ထောင်နဲ့10ရွက်ပေါ့10ထောင်ပေါ့ရှင်းရှင်းပြောမှဆိုရင်10ရဲ့ထောင်ရဲ့ပေါင်းလိုက်1000ဖြစ်သွားပြီโอเค10ကဘယ်လိုလဲ10က10ထောင်နဲ့ပေါင်းမယ်ထောင်ကဘယ်လိုခေါ်လဲradu ဟေးထောင်ကိုလေ ribu 10 ribu ဆိုရင်1000 10 ribu က1000ဟုတ်ပြီနော်ဟုတ်ဆရာအဲ့ကြတော့10ထောင်ကို1000 50ထောင်ဆိုရင်ဒီမာပူလို့50ထောင်မြန်မာလိုပဲဖြစ်ပါ9000ပေါ့ဘယ်နဲ့50ထောင်ဆိုရင်9000တော့အပြောမှာပဲကိုယ်တွေပါလိုက်မှားနေ50ထောင်ဆိုရင်9000ပါဆရာ9000ဒီချာစဉ်းစားနော်80ထောင်ဆိုရင်8000ပါဆရာ90ထောင်ဆိုရင်9000ပါဆရာ9000မြန်မာလိုပဲစဉ်းစားပြီးတော့ဟုတ်လားပြောလိုက်ရင်ခဏလေးအဲ့က100ထောင်ဆိုတသိန်းပါဆရာတသိန်းโอเค100ထောင်လေးပြောပြပါ100နဲ့ထောင်နဲ့ပေါင်းလိုက်ပေါ့ဟုတ်ကဲ့ဆရာတရားRadu hey 100 ribu 100 ribu တရားထောင်ဆိုတော့တသိန်းပါဗျာနော်ထောင်နဲ့ရွက်တရားကိုပါရှိတယ်တသိန်းလေဟုတ်လား100ထောင်ပေါ့ထောင်နဲ့ရွက်တရားဆိုတော့ဒါလေးမှတ်ထားရင်သိမ့်ပြီးအေးအေးစစ်စစ်ပဲโอเค